ရှင်မှာတော့ကျမတို့ subscribe မှာ blind မဖောက်ကြပါမယ်ရှင်ကဲအဲ့ဒါဆိုရင် blind မဖောက်မယ်ဆိုရင်ကျမတို့ဒီအခန်းထဲမှာကျမကိုယ်တိုင်ဆောက်ထားတဲ့ blind ဖောက်လေးကို blind ဖောက်ကြီးကြီးပေါ့နော်ကဲဒါတော့ကျမရဲ့ blind ဖောက်လေးပါကဲ blind ဖောက်ထဲမှာဘာပါလဲဖေရုပ်လေးပါတယ်ကြည့်ကြရအောင်နော်ကဲဒါတော့ကျမကိုယ်တိုင်ဆောက်ထားတဲ့ဟာပဲဖြစ်ပါတယ် ID မြည်ရသေးပါလို့ရှင် ID ရေးပြင်ပေးပါမယ်နော်ကဲအဲ့ဒါဆိုရင်ဒါလေးရကျတော့အနီရောင်လေးပေါ့နော်ကျမကြိုက်တဲ့အရောင်လေးပြမယ်ကျမကြိုက်တဲ့အရောင်တွေကဆိုရင်အပြာလေးနဲ့အနီလေးနဲ့လိမ်မော်လေးပဲဖြစ်ပါတယ်ကျန်တဲ့အရောင်လေးတော့ကြိုက်တယ်ပေါ့နော်အညိုလေးကြိုက်ပါတယ်ဒါပေမဲ့အပန်းရောင်လေးတော့တိတ်မကြိုက်ပါဘူးဒီ၃ရောင်ပဲပေါက်ချင်ပါတယ်ပေါက်ချင်တဲ့အရောင်ဆိုလို့ပန်းရောင်လေးရဲ့အစိမ်းရောင်လေးရဲ့ secret လေးရဲ့မပေါက်ချင်ပါဘူးရှင်ကဲအဲ့ဆိုရင်အညိုရဲ့အပြာရဲ့အနီရယ်ပေါ့နော်ဒီမှာဒါကျမကိုယ်တိုင်ဆောက်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ့နော်ကဲအဲ့ဒါဆိုရင်အကုန်လုံးနဲ့တူတူဘာမှဖောက်မယ်ပေါ့နော်ဘာပေါက်မလဲထင်တယ်ပေါ့နော်ကဲ1 2 3 go ကဲနောက်ဆုံးတော့အပြောင်လေးပေါက်သွားပါရဲ့ရှင်ကဲဒါတော့ကျမကြိုက်တဲ့အရောင်လေးကပေါက်သွားဖြစ်ပါတယ်ဒီမှာပေါ့နော်ကြောင်လေးပဲဖြစ်ပါတယ်အပြောင်လေးကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လေးတက်ပါမယ်နော်